လို့တိုင်းဒီကောင်ချုပ်နေပြီလားကောင်မြန်မာတင်းဘက်ကမလိုက်ချတော့မှာခဏနေကဲဒီစီပဲနော်နောက်ငါတို့ဘက်မှာလားဟန်တောက်ချောက်ဖမ်းလာတာကြီးอ่ะစုယူကြီးနဲ့မှန်မယ်အဲ့ဒါနှစ်ကွက်ကျွေးလို့ရပြီနော်သူ့ယူအဲ့ဒါနှစ်ကွက်လောက်ရရတယ်ဘာပြီးတော့လိန်တွေမှာဖြတ်စားနေတာဗျာအတဲလိုက်ဆိုင်ပေးခြင်းလို့နဲ့တူတယ် YG ဟောပလင်းอ่ะနော်ဟုတ်တာဖြစ်တယ်နိုင်နေကျွန်တော်နိုင်နေ bro အင်းစေးပဲဒီဘွဲကအဲ့လိုချောင်းမဲ့သားအဲ့လိုချောင်းအဲ့လိုချောင်းอ่ะ bro အသက်တက်လေးဖြစ်သွားနိုင်တယ် bro ဘက်ကကောင်နေရောလားဂိုင်းစီချောင်းချင်းတက်မှာလားယူဟိုကလိန်ဖြတ်စားနေတာအဲ့ကောင်သွားกินလားအဲ့ကောင်သွားกินလားအဲ့ကောင်များသွားရင်တော့ကိပေါ်မှာတော့ပါဘူးမှမရှိဘူးရချအဲ့ကောင်ချလိုက်အဲ့ကောင်ချတိုက်ချဗီဒဖိုင်တာ3သွားပြီကွာဗီဒဖိုင်တာပြီးသွားပြီရဟော Raiders တွေပါပြန်ပေးနေတာလားမသိဘူးအမဘက်လာရီဖလီကာခုံသွားတယ်ညီကိုတွေကပေးလိုက်ဖလီကာတွေပါတွေကပေးလိုက်ဖလီကာတွေပေးလာပြီဗျစံကြီးရေးပေါ်ရတော့မလုံးနဲ့နော်အဲ့လိုတွေကတားထိတာလို့အဲ့ဖလီကာတော့တိုင်းတော့နိုးဖလီကာတော့ဒီတိုင်းဝင်ရမှာတော့ဖြစ်တယ်မလားနောက်မှာဘလေးစာစိုးစီပါအဲရိုတချောင်းနောက်မှာဝါဒရက်တွေပါဖြတ်ခင်းတိုင်းမှာတော့ဘလင်းရသေးတယ်ဘာမှမပြင်းသေးဘူးအားမပြင်းသေးဘူးဒဘူဘရေဒါဖိုင်တာလမ်းစီကဖလီကာနဲ့တော့ဘလင်းတကောင်ပြတ်သွားခဲ့တယ်တော့၄ယောက်၅ယောက်အားဆိုတော့လည်းနည်းနည်းလေးတော့ပြန်ပတ်မယ်အဲ့မှာ AOG နောက်မှာတော့ဟန်နေနဲ့တော့မိဝိုင်းနဲ့တော့ကပလက်စင်ဂျူရယ်ဆိုမဲ့လေကောနှစ်ကောင်ကြီးကြာသွားတာဗျာအောက်လန်းတော့စပိတ်ပြန်ရတယ်အောက်လန်းတာဝပြန်ရရင်တော့မစိုးရသေးအေးစီဟုတ်ပြန်ချဖို့လိုနေပြီတော့ဗျာရသွားမနဲ့ချမယ်လို့ရှိရင်တခါလေးသုံးသက်ချက်မြန်မာကန်နဲ့ပြေးချနော်အိပဲသွားမလို့တွင်းနေနေတာကွာတွင်းနေနေလို့ကွာဟောတွင်းနေနေတာရယ်ဖလစ်ကာဟောတာတယ်ပေးလိုက်ရမှာသိလားသားကြီးပေးလိုက်ရမှာတာတယ်ပေးလိုက်ရမှာဟောတာတယ်ပေးလိုက်ရမှာရသေးတယ်သားကြီးရသေးတယ်ကလောကတော့တခါတော့တေးသွားပါဘူး900ပဲတော့ထောက်ဝင်ရထေမဟုတ်ပါဘူးဘလင်းမလီစာပြစ်တာနာတယ်ဗျနောက်မှာဝါဒရက်တွေပါဖြတ်တော့ချုပ်တိုင်းနဲ့နောက်မှာဘလင်းနေနေပြေးဖို့တော့ကြိုးစားနေခဲ့နောက်မှာတော့ဘလင်းနောက်ဆုံးမလီစာပြစ်ချက်နဲ့တော့တေဝါစီတွေဒီကောင်းလေးကတော့မင်းဟမ်အရန်နေဝင်တိုင်းနေသလိုပဲသားကြီးတော့2000ဖွင့်ယူပေးတာနဲ့ပဲစံကြီးတစ်ခါတေဝါတဲ့ဘိုင်းတော့မြန်မာသင်းတော်တော်ကြီးနစ်နာတယ်နည်းနည်းလေးတော့နေသွားတော့သားကြီးဒီကောင်ဟီရိုကေဒီကောင်တိတာရောတိတာတယ်ပြီးပေးရတာနောက်ဝက်တွေမှာဖဲ့ပေးနေရနောက်2000လောက်ပေးထားရတယ်လိုက်တော့ချရမှာတော့သားကြီးလိုက်တော့ချရမှာတော့သားကြီးဟောချဖို့လိုနေတယ်ဟောယူရမယ့်ဟီရိုတွေယူရဟီရိုတွေချတဲ့ဟီရိုတွေရောနောက်မှကလောက်ကိုပဲငါတို့ဖမ်းမင်းပေးမှာသားကြီးလိုလုပ်ချင်တယ်ကလောက်ကတော့ idea နှစ်ခွက်ဆိုတော့ဖမ်းတာတော့ဖမ်းအောင်မှာတစ်ဖက်ကမလီစာလည်းပါနေတာဆိုတော့ကလောက်ကဗတ်တရီပဲလိုက်ဆိုင်နေလို့မရအောင်ဟိုစီပါပိုင်းဟေးဘလို့ကြီးတော့ဟဲ့ဟိုချုပ်တာမိသွားတာသားကြီးမြင်လိုက်တယ်လို့ပြီးရမှာဒီဈေးပဲလေးပါသွားတာဂျန်ကလာတကောင်မှောက်သွားပြီဟောတိုင်မီလောတိုက်ဒီကောင်လေးငါတို့ချရယူမခံမယ်ဒီကောင်လေးချတော့မခံမယ်ငါပြန်ချခြင်းတယ်ကွာဆလီနာအဲရိုမန်မှာဝင်ချရတဲ့သားကြီးရတယ်မဆလီနာအဲရိုမန်အောင်လို့ကူညီပေးပြီးတော့ဝင်လုံးတာမျိုးဖြစ်တင်တာတကယ်လားဘာလာရီချုပ်တာပဲဖြစ်ဖြစ်တော့ဖုန်နေပြီတော့ကျွန်တော် first လို့တော့ပေးရမှာပဲညီကိုတို့အေးဟောအဲရိုလီနဲ့ရောင်းလိုက်မစိုးအဲရိုလီနဲ့လုံးရဝိုင်းတော့အများကြီးစင်ပြေသွားမှာညီကိုတို့နော်10မိနစ်ကိုနောက်ဝက်က3600လောက်တော့စရသွားပြီဗျာကျွန်တော်မောင်ဟေးစပီလေးပါလေးပြန်ရှာပေးပါဦးကလောက်ကဖမ်းမှုလိုနေသေးတယ်ဟိုကအိုင်တန်3ခွက်တောင်ရသွားပြီခင်ဗျမလီစာဆွစ်တိုင်းနဲ့ရဝိုင်းနေတွေ့သားဒီကောင်တော်တော်ဖန်တာတော့လေလန်းတွေတော့လာနေပြီညီတို့နော် desperate ရသေးစံကြီးကလောက်လေးတိုင်းစံကြီးကလောက်လေးစကန်တာဝိုင်တော့မကြိုးစံကြီးကလောက်တိုင်းစနီနာအဲရိုဘာညာနဲ့လာဘကူဂျက် knock out strike ဒါလေးပဲပြန်ပတ်တိုင်းဗတ်တဲ့တပေါက်ပဲလိုတာတိုင်းငါတို့ fan ကွန်နဲ့ game fight တော့အဲ့လိုမျိုးပဲလေးတိုင်းလာချင်းလော့တွေပါပေးရလားဟုတ်တယ်အဲရိုသွားမှန်နေတဲ့ land shaker stand raising stand ဆိုမှရင်းကမသိဘူးအေးဝေါကျွန်းလာတော့အဲ့ဒါမေဂါရှိပါညာလေးနဲ့တော့ကောင်းဆုံးတော့တောင်းခံထားသေးတယ်ညီကိုတို့မလီစာတော့မလီစာနည်းနည်းပြဿနာတော့ဖြစ်လာပြီသားကြီးဒီကောင်ပြန်ချအောင်သားကြီးဒီကောင်ရောလာဒီကောင်ဘာလုံးမပါပဲနဲ့ဘာလို့တော့ဟဲ့လုံးမပါပဲနဲ့ဘာလို့တော့သားကြီးစမ်းစမ်းလာပါတော့
တော့မအဲတော့သွားမှန်နေတယ်ကောင်းလေး Origus ရှောင်းဝိုင်းမှာမလီစာပြစ်ချန်နေတော့ရအောင်မလားရောင်နေ3ယောက်တည်းတော့မင်းတို့3ယောက်တည်းတော့ခြာရဲလားပြေးတာကျင်းစပိတ်ဂရီလို့မယ်ငါတို့ကကလောက်ကိုတိုက်ကလောက်ကိုစပိတ်ပြီးရစပိတ်ဂရီနိုင်ဘာမျိုးဟုတ်မယ်နော်ကဲဘာဖြစ်ရတယ်မှာမေတ္တာဝါရီပါပြန်ယူပေးနေပြီကလောက်ဖတ်လာဝယ်လို့တာဘလို့ကလောက်ဖတ်လာဝယ်လို့တာမလီစာ purify နေမို့လို့တော့အင်းရခန့်နေတာ လေလန်းတော်ဝါရီပါရနေတယ်လောဘတ်တယ်တပေါက်လေးတော့လာဆိုင်ရဲ့ညီကိုစကန်လောဘတ်တယ်အဲရိုမန်လည်းကောင်းတာကွာဟီကိုလုံးမရတော့မှာဒီလားဟီကိုလုံးမရတော့မှာဟီကိုနည်းနည်းပြဿနာဖြစ်လာပြီဒါရင်ငါလည်းလိုပဲထင်တယ်ဟိုကဝင်းနေချပါလာပြီကွာဟီကိုကဟုတ်တယ်ဟော item ထွက်တာတော်တော်မြန်လာတာဒီကွာတော့ဘက်က item တကွက်နောက်ကျနေတယ်ကလောက်ကိုစပိတ်တော့ပေးနေတာပဲညီကိုတို့ရဘတ်လေးတော့ arrow လေးနဲ့ပြစ်စားထားသေးတယ်ဗျ IC စကန်လော်လေးတော့ထက်ကြည့်ရမယ်ဘရိုစကန်လော်လေးတော့ထက်ကြည့်ရမပြီးသေးဘူးဘရိုအေးစေးပြီးသေးအေးညီကိုတို့ရလိုက်တော့မတူဖလကမရှိဘူးကောဖလကမရှိတာဒမ်မစ်ကရှိသေးတယ်နော်ဒမ်မစ်ကရှိသေးတယ်တိလားဒမ်မစ်ကရှိသေးတယ်ဒါမေးတွေကရှိသေးတယ်ဒါချလို့ရတယ်ငါတို့ကလောက်လေးပဲလိုတာနောက်မှာတော့ကလောက်ပြန်ပတ်လမ်းရှိကစမ်းမိဝိုင်းနဲ့ဘလင်းတကောင်တော့ရှော့ဝိုင်းနဲ့အော်အမေရိကန်ပဲကလောက်ပလန်ဂျူနဲ့ပြေးရပြီစိုးစီပါပိုင်းနေတဲ့ဟန်လမ်းရှိကစမ်းထန်းကြီးသွားနေတယ်ဟန်တကောင်ထကြသွားနေတော့တကူမှာတော့ Origos Double Gain နဲ့တူပဲဟီရာရာကတလန်တော့ပြီးရပြီတော့မေဂါတလန်လေလမ်းမှာထပ်ပြီးတော့သူတို့အနေနဲ့တော့ pressure ပေးထားတဲ့ပုံများအဓိကတော့သူတို့ stick ကိုတော့ချင်းအောင်ပြနေ sorry စန်ဂျီကိုတော့လုံးဝတော့အချိန်နဲ့မပေးချင်တော့ဘူးတို့ stick ပြီးတော့စုတယ် stick ပြီးတော့ကျွန်တော်ချတယ်ဘက်ထရီဝင်လုတ်တယ်ခုလဲဒါကျွန်တော်တို့အလယ်လမ်းမှာတော့သူတို့တူစုပြီးတော့မေဂါယူသွားတယ်နေထားပါဒီကောင်ကြီးစတစ်ဆိုတော့ငေါင်းလေးစတစ်ကမှသိလားသားကြီးဒီအိုင်ကန်ရန်လူနေတာတော့ကောင်းတာဒီကတော့အလေကလာမှာဆိုတော့အရင်လိမ့် pressure တော့မရှိတော့ဘူးဒီလားတော့ပဲမြင်နေစံဖြတ်ရှင်းပြီးတော့ကျွန်တော် channel လိမ့်လေး defend လိုက်တော့ဖြစ်နိုင်သေးတယ်တော့လေလန်းတွေတော့လာနေပြီညီကိုတို့နောက်မှလည်းဟမ်ဒီဘက်ကွယ်လာမှညာနေတော့ရှင်းလာသေးတယ်ဒီဘက်တဲ့တပေါက်လေးပဲကွာဒီဘက်တဲ့တပေါက်လေးပဲဆိုင် defend တော့အောင်မြင်သွားရင်စင်ပြေသွားမှာမေကတော့ထပ်ပေးရဖို့ရှိနေတယ်တူတယ်တလောက်တောက်လျှောက်လေးတော့ပြခွဲတိုင်းနဲ့ပဲဒီ first law လေးကိုတော့ second law လေးကိုတော့အကောင်းဆုံးဟန်နဲ့လှုပ်ထားသေးတယ်ဗျပေါ်ထဲမှာတော့မေဂါတလန်တပ်ပေးတာပါဟီကိုဒီကောင်ဖင်ခုပြီးပြစ်နေပြီညီကိုတို့ believe it gun မှာပါလာတာဗျာအဲဦးလွယ်နေတယ်တော့ purify နေဆိုတော့သင်စိုးတယ်ရင်းစပိတ်ဂရီလေးလှုပ်ထားတာကြီးအချိန်တွေဆွဲထားမယ်item တွေအကုန်လုံးညီမျှသွားလို့ရှိရင်ရပြီသားကြီးရင်း knockout strike ပြီးတော့ဒိတ်ချင်းပြီးသွားပြီအပေါ်လေးလေပေါ်ရီလေရှင်းပြီးပါပြီရတယ်အေးစေးအောက်လန်းလေးတော့ကောင်းနော်အောက်လန်းလေးတော့ကောင်းအဲရိုဂျားရီကနေတော့ဖြတ်သွားရတယ်ပဲသူ refine တောင်းမှုလူနေတာဆွမ်းကုန်တော့ကာရသေးတယ်ဗျပြီးတော့ပါဟိစစ်တော့ဟီကိုတော့ကျွန်တော်ဝိုင်းကတ်လို့ရတယ်ဆိုမှဒီဘွဲတကောင်တော့ကတ်ဖို့နည်းနည်းခက်နေတယ်ညီကိုတို့ဝေးနေချတော့ပါလာပြီဗျာတော့ဖြန်းတာလေးတစ်ပေါက်ပဲသားကြီးအဲရိုလေးပဲဖြစ် purify လေးရပြီးတော့ damage တွေနဲ့ဝင်လုံးရင်တော့ဟီကိုလေးကိုရနိုင်ပါတယ်ဟီကိုတို့တော့လောက်ပဲ defend မှုလိုတာသိလားတက်လို့လောက်ထိပဲ defend မှုလိုတာအများကြီးမလို့ကလောက်က item ပြည့်တော့မှာလို့ item ပြည့်ကလောက် item ပြည့်ချလို့ရပြီကာကြီး arrow လေးဟီကိုနှစ်ခါလောက်ဆင်းထိရင်တော့ရပြီဘိုကမ်းပတ်ပြီပွဲဆဲပြောင်းဖြစ်မဲ့ hero တွေပါတယ်ဘရိုပွဲဆဲပြောင်းဖြစ်မဲ့ hero တွေပါတယ်ရာသေးတယ်ဗလန်ရာသေးတယ်တော့ဖိုင်နာတော့မေဂါနလည်းပြေမဟုတ်တော့ပေါ်မှာထွက်တာတော့လိမ့် pressure တော့မရှိဘူးအဓိကနည်းနည်းထားရမယ်
ကလောက်အိုက်တမ်လိုနေတာဘရိုကလောက်အိုက်တမ်လစ်ဖက်ဂန်ပါလာရင်ပြစ်လို့ရပြီ အဲရိုအဲရို ဟဲ့โอ้ที่ကိုထိနေတာဟီကိုကြီး purify မနေဘူးအောင်ကြီး ဘလာရီဝါထရာ purify ပြီးသွားရင်တော့ဒါဟီကိုက no purify နော်နောက်မှာဘလင်းကခုံသွားတယ်အဲရိုဂျားထဲမှာစောက်ဦးစောက်ရတယ်ဟေးရအောင်ပါချလို့ရသေးညီကိုတို့ ချက်ပဲ နော်တော့ပေးလို့မရတော့ဘလာရီနည်းနည်းလေးပြန်လာမှရမယ်အဲရိုကြောင့်ဝင်းကုန်တော့မပြတ်နေကြတယ်ဘာကြောင့်ကလောက်မလာသေးဘူးတော့မအဲရိုအော်ဟန်တေဝါပြီအောင်ရင်နောက်တော့ဆက်လီနာနေနဲ့ဝင်းလူပြီမယ် Oricus တော့ရောယူသွားနေပဲဒီလိုကနာကောင်းနဲ့တော့ပေးလိုက်နေတော့မှတော့တန်းတက်ပြီနဲ့တူတယ်တင်းစပရိတ်တော့ရောက်တဲ့ကားဖို့တော့ကြိုးစားနေသေးတယ်ကျွန်တော်ရဲ့မြန်မာအသင်းစွမ်းကုန်တော့တစ်ဖက်ကတော့ကြိုးစားနေခဲ့ပေမဲ့တစ်ဖက်ကငါအောင်ပြေးတက်လာနေတော့တကူတော့ဘလို့မှတော့မလို့ဆန်နိုင်ရဲ့ဆုံးခရီးအောင်နဲ့သရုံးကြီးကိုရိုက်ချိုးသွားရင် 4-3 ဆိုရရလည်းနေတော့တင်းစပရစ်ချန်ပီယံဆုကြီးတော့ရယူသွားခဲ့ပြီပဲဖြစ်ပါတယ်တော့ရစကားရှိတော့ပြောင်း